အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်မ Master of Entrepreneurship and Innovation ကို Australia နိုင်ငံကနေသင်ယူပြီးတော့တဲ့အချိန်မှာကျွန်မရဲ့ for mindset shift after graduation အကြောင်းလေးကိုပြပြချင်ပါတယ်ကျွန်မတို့လည်းပြပြအောင်ဖြစ်ပါတယ်ပထမဆုံးအချက်အနေနဲ့ဆိုရင် learn with an empty cup ပေါ့နော်ကျမတို့ကဘာသာရပ်တစ်ခုကိုလေ့လာရမယ်ဆိုရင်ကျမတို့အရင်တော့ကဘာပဲသိခဲ့ဘာတွေကိုပဲလေ့လာခဲ့ကျမတို့ကကိုဘာမှမသိဘူးဆိုတဲ့အနေအထားတစ်ခုကနေပြီးတော့မှလေ့လာတဲ့နေဆိုတဲ့ဟာကိုကျမလေ့လာခွင့်ရခဲ့တယ်ကျမရဲ့ mindset တွေပြောင်းလဲသွားတယ်ဆိုတာကိုပြချင်ပါတယ်ဆိုတော့ကိုသိတယ်တတ်တယ်ဆိုတဲ့ဟာနဲ့လေ့လာထက်စာရင်ကိုကဘာမှမသိဘူးသင်ယူလိုစိတ်အသစ်တွေကိုလေ့လာသင်ယူခြင်းစိတ်ဒါမျိုးတွေနဲ့လေ့လာရဲဆိုရင်ကျမတို့ကပို့ပြီးတော့မှသင်ယူမှုမှာအထောက်အကူအများကြီးဖြစ်တယ်ဆိုတဲ့ဟာကိုကျမတွေ့ရှိခဲ့တယ်ပေါ့နော်ဆိုတော့ပထမဆုံး mindset အနေနဲ့ကျမအဲ့ဒါကိုပြောင်းလဲခဲ့တယ်ဒုတိယအချက်အနေနဲ့ဆိုရင် embrace with diverse team member ပေါ့နော်ဆိုတော့ကျမတို့ team work လုပ်တဲ့အချိန်ကြရင်မတူညီတဲ့ team member တွေနဲ့ကျမတို့အလုပ်လုပ်ခွင့်ရခဲ့တယ်ပေါ့နော်ဆိုတော့သူတို့ရဲ့မတူညီတဲ့ background မတူညီတဲ့အတွေ့အခေါ်မတူညီတဲ့အားသာချက်အားနည်းချက်တွေနဲ့ကျမတို့က team work လုပ်ရတယ်ပေါ့နော်အဲ့လိုအချိန်မှာဆိုရင်ကျမကအရင်တုန်းကဆိုရင်ကိုယ့်ရဲ့တွေးခေါ်တဲ့ဟာတွေကဒါအမှန်ကိုနဲ့ idea မတူဘူးဆိုရင်ဒါတွေဆိုရင်ကျမလက်မခံနိုင်တဲ့အနေအထားတွေကျမရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းကျမဒီမှာပညာသင်ခွင့်ရတဲ့အချိန်မှာကျမရဲ့ team work တွေလုပ်တဲ့စွမ်းရည်ကအများကြီးတိုးတက်လာတယ်ပြောင်းလဲလာတယ်တစ်ဖက်လူရဲ့အမြင်တွေကိုလည်းအများကြီးလက်ခံနိုင်တဲ့ဟာမျိုးတွေကိုကျမပြောင်းလဲတိုးတက်လာတယ်ပေါ့နော်တတိယအနေနဲ့ဆိုရင်ကျမက holistic approach ကိုပို့ပြီးတော့မှလေ့လာခွင့်ရတယ်ပေါ့နော်ဆိုတော့အရင်တုန်းကဆိုရင်ကျမခုနပြောခဲ့တဲ့အတိုင်းပဲကျမတို့ကိုယ်ပိုင် perspective တစ်ခုကိုပဲသိရှိရပေါ့နော်ဒါပေမဲ့ဒီမှာပညာသင်ခွင့်ရတဲ့အချိန်မှာကျမကholistic approach မတူညီတဲ့ဘက်ကနေပြီးတော့လေ့လာတဲ့အပိုင်းတွေကိုကျမတွေ့ရှိလာရတယ်ပေါ့နော်ဆိုတော့ဒီ approach ကကျမဘယ်လိုသိရှိခဲ့ရလဲဆိုရင်ကျမ conference တစ်ခုမှာတက်ခွင့်ရခဲ့တယ်ပေါ့နော် social enterprise နဲ့ပတ်သက်ပြီးတော့လေ့လာနေတဲ့ academic ဘက်ကရတယ်တကယ်လက်တွေ့လှုပ်ဆောင်နေတဲ့ business social enterprise ဘက်ကနေပြီးတော့ပြီးတော့ကျမတို့ရဲ့ government sector ကနေပြီးတော့သုံးဖလဲသူတို့ပါဝင်ဆွေးနွေးတာကိုကျမတွေ့ရှိလေ့လာခဲ့ရတယ်ပေါ့နော်ဒါ holistic approach နဲ့အရာအလုံးကိုလက်ခံမယ်ဆိုရင်အရင်ကောင်းတဲ့ mindset တစ်ခုဆိုတာကိုလည်းကျမတွေ့ရှိခဲ့ရတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ကျမရဲ့ critical thinking နဲ့အရင်ကောင်းမွန်လာတယ်ပေါ့နော်အနေနဲ့ဆိုရင်ကျမတို့ argument တစ်ခုရှိရပေါ့နော်ဒါမှမဟုတ်ရင်တစ်ဖက်လူကပြောလိုက်တဲ့ဆိုရဲစကားမှာကျမတို့က evidence နဲ့ဒီအချက်လက်ကိုပြောရဲဆိုတဲ့ဟာမျိုးကိုကျမတို့ပထမဆုံးအနေနဲ့analysis လုပ်တယ်ပေါ့နော်ကျမတို့ evidence ပေါ်မှာမူတည်ပြီးတော့တခြားသောdifferent perspective ကနေလည်းကြည့်လို့ရလဲဆိုတဲ့ဟာမျိုးကိုလိုက်ပြီးတော့လေ့လာရတယ်ပေါ့နော်နောက်ပြီးတော့ကျမတို့ကိုယ်ပိုင်အနေနဲ့ reflect လုပ်တယ်လမ်းလုပ်တယ်ပေါ့နော် argument တစ်ခုကိုကျမတို့ evidence base နဲ့ perspective မျိုးစုံကနေပြောနိုင်တယ်ဒါကတိုင်းတာတစ်ခုတည်းမှန်ကန်တယ်ဆိုတဲ့ဟာမျိုးကိုကျမတို့လက်ခံလို့ရတယ်ပေါ့နော်လူတွေကလည်းဒီလိုမျိုးပြောရဲဆိုရင်လည်း evidence base နဲ့ကျမတို့ပြောနိုင်တယ်ဆိုရင်လည်းဒါကကျမတို့လက်ခံနိုင်တဲ့အခြေအနေတစ်ခုမှရှိရဲဆိုတဲ့ဟာမျိုးကိုကျမရဲ့ mindset တွေပြောင်းလဲသွားတယ်ပေါ့နော်ဆိုတော့ဒီအချက်လေးချက်ကကျမအကြောင်းပြသွားတဲ့အချိန်မှာကြီးမားတယ်ပြောင်းလဲတဲ့အချက်လေးချက်လို့ပြောလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်